တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ဘရာဇီးပြည်တွင်းဖလားဘလူးပွဲမှာတမိုင်းဝင်စံချိန်တစ်ခုတရှိခဲ့ပြီးကောင်းတဲ့စံချိန်တစ်ခုတော့မဟုတ်ခဲ့ပါဘူး။ Mineiro Championship ဘလူးပွဲမှာဘရာဇီးထိပ်သီးနှစ်သင်းဖြစ်တဲ့ Cruzeiro နဲ့ Atletico Mineiro အသင်းတို့ဆုံတွေ့ခဲ့ပြီး Cruzeiro အသင်းကတကူကူမရှိနဲ့နိုင်ရခဲ့ပေမဲ့ပွဲပြီးကနေမှာနှစ်ပတ်အသင်းရဲ့ရုပ်ပြဆင်းပြရံပွဲကြောင့်အခြေအနေတော်တော်လေးဆိုးရွားခဲ့ပါတယ်။ပွဲပြီးကနေနာကျင်ချင်းဖို့အတွင်းဂိုးသွင်းဖို့ကြိုးစားရင် Atletico Mineiro ဂိုးသမား Everson နဲ့ Cruzeiro ကွင်းလယ်လူ Cristiano ထိခိုက်မိပြီး Everson ကတွန်းထုတ်ခဲ့တာကြောင့်မြေကြီးပေါ်လဲကျသွားချိန်မှာ Everson ဟာ Cristiano ကိုအပေါ်ကနေဒူးနဲ့တက်ဖိပြီးတော့အောက်ဟစ်ခဲ့လို့ Cruzeiro ကစားမတွေက Everson ကိုဝိုင်းတွန်းခဲ့တာကနေရံပွဲစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ကွင်းထဲကနှစ်ဖက်ကစားသမားတွေသာမကအရန်ခုန်နှန်းကနှစ်ဖက်အသင်းကစားသမားတွေနဲ့နီးပြဖွဲ့ဝင်တွေပါကွင်းထဲကိုပြေးဝင်လာပြီးအကြီးအကျယ်ရံပွဲဖြစ်ခဲ့လို့လုံခြုံရေးတွေကဝင်တောက်ဖို့ကြိုးစားပေမဲ့ထိမရခဲ့ပါဘူး။ရန်ပွဲထဲမှာအက်တလီကိုမီနေရိုတင်မှာကစားနေတဲ့ပေါ်တိုနာမကျော်တိုက်စစ်မှုဟောင်း Hawk လည်းပါဝင်ခဲ့ပြီးရုပ်သံပြကွက်တွေအရ Hawk ဟာ Cruzeiro အသင်းကောင်းဆောင် Lucas Romero ရဲ့နောက်ကျောကိုလက်သီးနဲ့ထိုးခဲ့တာကြောင့် Lucas Romero ဟာမြေကြီးပေါ်လေးကျသွားတာကိုတွေ့ခဲ့ရပါတယ်။ကွင်းထဲမှာနှစ်ဖက်ကစားသမားတွေအကြီးအကျယ်ရံပွဲဖြစ်နေတော့မှာပဲကွင်းလေတိုင်းကပွဲပြီးဝီစီမှုတ်ခဲ့ပြီးရံပွဲမှာပါဝင်ခဲ့တဲ့စုစုပေါင်းကစားသမား23ဦးကိုတိုက်ရိုက်နီကတ်တွေနဲ့ထုတ်ပယ်ခဲ့ပါတယ်။ဘရာဇီးဘောလုံးသမိုင်းမှာတပွဲတည်းအနီးကပ်အများဆုံးပြခန့်ခဲ့ရတာက1954ခုနှစ်မှာကစားခဲ့တဲ့ပေါ်တူဂီဇာနဲ့ဘိုရိုဖိုဂိုတို့ပွဲဖြစ်ပြီးအနီးကပ်22ကြိမ်ထိအပြခန့်ခဲ့ရသလိုအခုအက်တလတီကိုမီနေရိုနဲ့ခရူဇီယိုပွဲကစံချိန်သစ်တင်နိုင်ခဲ့ပါပြီ။ဘရာဇီးဘောလုံးဖွဲ့ချုပ်ဟာအခုဖြစ်ရတဲ့ဘလို့ပြည်တံချမှတ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပြီးကြီးလေးတဲ့ပွဲပဲပြည်တံဒဏ်ငွေပြည်တံတွေချမှတ်သွားဖို့ရှိနေပါတယ်။